ခုသိမ်ကျောင်းပုံတရံကတော့ရှစ်မြောင်ဖြစ်ပြီးမျက်နှာတစ်ဖက်အတိုင်းအတာဟာ28ပေခန့်စီရှိပါတယ်ခုသိမ်ကျောင်းအမိုးပေါ်မှာရှိတဲ့ပင်မစတူပါကြီးဟာရှစ်မြောင်တရံရှိပြီးစတူပါငယ်ရှစ်စုကဝိုင်းရံထားပါတယ်ခုသိမ်ကျောင်းကိုတော့စတူပါငယ်15စုကဝိုင်းရံထားပါတယ်ခုသိမ်ကျောင်းရဲ့ပင်မအဝင်ပေါက်ဟာအရှိဘက်ကိုမျက်နှာမူလျက်ရှိပြီးလှိုင်ပတ်လန်းနှစ်ထပ်ရှိပါတယ်။အတွင်းပြင်လှိုင်ပတ်လန်းနေရန်တစ်ဖက်တစ်ချက်စီမှရှိတဲ့ခုကျောင်းငယ်များမှာကြောက်စင်းလူတော်အကြီးငယ်စုစုပေါင်း185စုကိန်းဝတ်စံပယ်လျက်ရှိနေပါတယ်။ထိုစင်းလူတော်များအထဲမှာလေရစ်3ရစ်ပါကိုတစ်ခုလုံးသားသင်္ကန်းဝတ်ဆင်ထားတဲ့စင်းလူတော်များကိုဖူးမြော်ကြီးညိုကြရမှာဖြစ်ပါတယ်အတွင်းလိုင်းပတ်လန်းရှိအလဲမန်တိုင်းကြီးပတ်လဲမှာနေရန်ကမုတ်ပွင့်ကူကျောင်းငယ်များကိုမြောက်ဦးခေတ်ရာဇပလင်ရှစ်ခန်းပုံစံပြုလုပ်ထားပြီးကူကျောင်းငယ်များအတွင်းမှာဘူမိဖတ်တမုဒ္ဒရာဟံဗုဒ္ဓဆင်းလူတော်များကိုထည့်သွင်းပူဇော်ထားပါတယ်